ခုကျမတို့ရောက်နေတဲ့နေရာကတော့ Apus Food Garden and Barbecue ပါနေရာလိပ်စာကတော့3521 Format Bankapi Bangkok 10240 Thailand ဖြစ်ပါတယ်သူရဲ့ဖုန်းနံပါတ်ကတော့063 5961987ဖြစ်ပါတယ် Facebook page မှာလည်းရှားလို့ရပါတယ်ရှင်အခုဆိုင်လေးရ channel လေးနဲ့ပေါ့နော်အပြင်မှာအခုညဘက်လေးထိုင်နေရပါတော့လေးလေးတိုက်ပြီးတော့အေးလေးပဲထိုင်လို့ရမ်းကောင်းပါတယ်အခုလာလေးကတားနေတော့လာမင်းကိုကြည့်ပြီးတော့ရတာစားလို့ရပါပြီတော်တော်လေးတာရပါတယ်ခြံကလေဟုတ်အခုကျမတို့မှာထားတဲ့ဒါလေးရောက်လာပြီပေါ့နော်ဒါကတော့မြန်မာပြည်ကအခင်နေနဲ့လုံးဝထပ်တူပါပဲတော်တော်အရသာကောင်းပါတယ်အချင်းရလည်းအရသာကောင်းတယ်ပေါ့နော်အခင်တွေကတော့ကြာဆွဲတို့ဝတ်သားခင်နောက်ပြီးကြတော့နှစ်တရာဒီရုံးပေဒီငုံဦးနောက်တစ်ခါငုံခင်နဲ့နောက်ကျက်နှလုံးတို့အတဲမြစ်တို့ပေါ့နော်ဒါကတော့ခောက်ဆွဲကြော်လေးမှာထားပါတယ်ပြီးတော့မြေအိုးမီးရှည်လေးလည်းမှာထားရပေါ့နော်အဲ့တော့ဒီအခင်းလေးကတော့ခုနဒီမှာနီးစမ်းကြည့်ပြီးသွားပြီပေါ့နော်ဒီအချင်းရအသက်ပါပဲအချင်းရတော်တော်ကောင်းတယ်အဲ့တော့ဟိုတော်လေးမိုက်ပါတယ်အဲ့တော့ငါစားလို့လည်းဖိတ်ခေါ်ပါတယ်ခုနေ့ကတော့ကျမတို့ဒီမှာမနက်စာလာစားသေးရမွေးငါးနဲ့ပဲလိုက်ခုံးနဲ့လက်ဖေးရည်နဲ့လက်ဖေးရည်ကလည်းကောင်းတယ်ပေါ်စိန်ကလည်းမချိုးမွေးငါးလည်းရတာမစိုးကောင်းတယ်ပြီးတော့ပဲလိုက်ခုတ်ကလည်းစီကို6ပြီးတော်တော်ကောင်းပါတယ်ဒါနှစ်ခါမြောက်ရှိပြီပေါ့နော်အဲ့တော့လာစားပါလို့ဖိတ်ခေါ်ချင်ပါတယ်ကောင်းလို့ဆိုင်ကောင်းလေးကိုလည်းညွှန်ပေးပါတယ်ကျေးဇူးတင်ပါတယ်ရှင်စားကြပါအောင်